မိန်းကလေးတစ်ယောက်ဟာမီးလောင်နေတဲ့ကြားထဲကနေလက်ကလေးလေးကောင်နဲ့ကြွက်ကလေးတစ်ကောင်ကိုကယ်တင်ခဲ့ပါတယ်။ဒီကြွက်ကလေးဟာတာမန်မဟုတ်ပဲအလွန်အသိဉာဏ်ရှိပြီးသူ့အသက်သခင်မလေးရဲ့ရုပ်ရည်ကိုရင်ထဲမှာအမြဲမှတ်ကြောက်တင်ထားခဲ့တာပါ။အဲ့ဒီနောက်သူတို့တွေဟာရေစိုးမြောင်းထဲကိုရောက်သွားကြပြီးထူးဆန်းတဲ့တက်ရောင်ကြီးတွေကြောင့်ကြွက်ကြီးဟာလူပုံစံမျိုးတစ်ဖြည်းဖြည်းအသွင်ပြောင်းလဲလာခဲ့ပါတယ်။လက်ကလေးလေးကောင်ကိုစောင့်ရှောက်ဖို့တာဝန်ကလည်းဒီကြွက်ကြီးဆရာဆော့ပလင်နာရဲ့ပခုံးပေါ်ကြားရောက်လာခဲ့တာပေါ့။အချိန်တွေကြာလာတာနဲ့အမျှလက်ကလေးတွေဟာလည်းလူတစ်ပိုင်းလေးတစ်ပိုင်းပုံစံမျိုးနဲ့အသိဉာဏ်တွေရှိလာပြီးအပြင်လောကကိုထွက်ဖို့ဆန္ဒပြင်းပြလာကြပါတယ်။ဒါပေမဲ့လူသားတွေကသူတို့ကိုမြင်ရင်ဘီလူတတဝါတွေလို့သတ်မှတ်ပြီးဖန်စီစမ်းသတ်မှာကိုကြောက်ဖခင်ကြီးကစိုးရိမ်နေခဲ့ပါတယ်။ဒီနေ့မှာတော့ကြောက်ဖခင်ကြီးဟာရေစိုးမြောင်းထဲကနေတိုင်းကျန်းတစ်ဆောင်ကိုကောက်ရခဲ့ပါတယ်။အဲ့ဒီကျန်းကိုသူကိုယ်တိုင်လေ့ကျင့်တယ်လို့သူ့ရဲ့သား၄ယောက်ကိုလည်းတသက်တာတက်မြောက်ထားသမျှတိုင်းပညာတွေအကုန်သင်ပေးခဲ့ပါတယ်။လီယိုနာဒိုအပြားဓာတ်ရှည်ပညာကိုကျွမ်းကျင်တဲ့ရာဖေးအနီခရင်ခွာလက်နက်ကိုအသုံးပြုတဲ့မိုက်ကယ်လန်ဂျလိုလိန်မော်နန်ချကူနဲ့ကစားရတာဝါသနာပါတယ်။ဒိုနီတဲလိုအနက်ခရန်တုတ်ရှည်အတက်နဲ့ဤပညာပိုင်းမှာဆရာကြသူပါ။နှစ်အနေငယ်အတွင်းမှာပဲသူတို့ဟာတိုင်းပညာထူးချွန်သူတွေဖြစ်လာခဲ့ကြပြီးမြို့ပြရဲ့အမှောင်ထုထဲမှာမကောင်းဆိုးဝါးတွေကိုနှိမ်နင်းတဲ့ညဘက်အဆောင်ရှောက်တွေဖြစ်လာခဲ့ပါတယ်။တစ်ဖက်မှာလည်းအရင်ကသူတို့ကိုကယ်ခဲ့တဲ့မိန်းကလေးငယ်လေးဟာအခုဆိုရင်အေဘရီဆိုတဲ့အမည်နဲ့ချောမောလှပတဲ့သတင်းထောက်မလေးတစ်ယောက်ဖြစ်နေပါပြီ။ဒီနေ့မှာတော့